တနေ့မှာတော့ဆရာကြီးဟာကျောင်းသားတွေကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုသင်ပေးဖို့အတန်းထဲကိုရောက်လာခဲ့ပါတယ်။သူဟာစပွဲပေါ်ကရေတဝက်ပါတဲ့ဖန်ခွက်တစ်ခုကိုဖြည်းဖြည်းချင်းမြှောက်ပြလိုက်ပြီးကျောင်းသားတွေကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်။ဒီဖန်ခွက်ဟာဘလောက်အလေးချိန်ရှိမယ်လို့မင်းတို့ထင်ကြသလဲ။ကျောင်းသားတွေဟာစိတ်ဝင်စားနဲ့အသီးသီးခံမှန်းကြတာပေါ့။200 gram ပါဆရာ300 gram ဖြစ်မှာပါ350 gram လောက်ရှိမယ်စသဖြင့်အလူအယက်ဖြေပေးကြပါတယ်ဆရာကြီးကပြုံးပြီးခံမှန်းချက်တွေအားလုံးမှန်နိုင်ပါတယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်ဒီဖန်ခွက်ရဲ့အလေးချိန်အတိအကျဟာငါအတွက်အရေးမကြီးပါဘူးလို့ပြောလိုက်ပါတယ်ဆရာကြီးကဆက်ပြောပါတယ်အတိကအလေးချိန်မဟုတ်ဘူးငါဒီဖန်ခွက်ကိုဘလောက်ကြာကင်ထားသလဲဆိုတာပဲအကယ်၍ငါဟာဒီဖန်ခွက်ကို2မိနစ်လောက်ပဲမြှောက်ကင်ထားမယ်ဆိုရင်ဘာမှမဖြစ်ဘူးအေးဆေးပါပဲဒါပေမဲ့ငါဟာဒီဖန်ခွက်ကို2နာရီလောက်ဆက်ကင်ထားမယ်ဆိုရင်တော့ငါလက်တွေစပြီးနာကျင်လာလိမ့်မယ်အကယ်၍တစ်နေ့လုံးသာဆက်ကင်ထားမယ်ဆိုရင်တော့ငါလက်တွေထုံကျင်လာမယ်ကြွက်သားတွေတောင့်တင်းလာမယ်နောက်ဆုံးဆေးရုံတောင်ရောက်သွားနိုင်ပါတယ်ကျောင်းသားတွေဟာဆရာကြီးပြောတာကိုအံ့ဩတကြီးနားထောင်နေကြပါတယ်ဆရာကြီးကဆက်မေးပါတယ်ကဲငါအဲ့ဒီလိုကင်ထားတဲ့အချိန်တစ်လျှောက်လုံးမှာဖန်ခွက်ရဲ့အလေးချိန်ကပြောင်းသွားသလားကျောင်းသားတွေကမပြောင်းပါဘူးဆရာလို့တညီတညွတ်တည်းဖြေကြပါတယ်မှန်တယ်ဖန်ခွက်ရဲ့အလေးချိန်ကမပြောင်းဘူးဒါပေမဲ့ကြကင်ထားလေပိုပြီးလေးလံလာလေပဲဆရာကြီးကဖန်ခွက်ကိုစပွဲပေါ်တင်လိုက်ပြီးပိုပြီးလေးနက်တဲ့အတန်နဲ့ဆိုပါတယ်ဘဝရဲ့စိတ်ဖိစီးမှုတွေနဲ့ပြဿနာတွေကလည်းဒီဖန်ခွက်လိုပါပဲမင်းတို့ကပြဿနာတစ်ခုကိုခဏလောက်ပဲတွေးမယ်ဆိုရင်ဘာမှမဖြစ်ဘူးဒါပေမဲ့နိုင်ပေါင်းများစွာအဲ့ဒီအကြောင်းကိုပဲတနှုတ်စဉ်းစားနေရင်တော့အဲ့ဒီပြဿနာကမင်းတို့ရဲ့စိတ်ကိုစတင်လေးလံလာစေလိမ့်မယ်အကယ်၍မင်းတို့ကအဲ့ဒီဝင်ထုတ်ဝင်ပိုးကိုတစ်နေ့လုံးတစ်လလုံးတည်ပိုးနေမယ်ဆိုရင်တော့မင်းတို့ရဲ့စိတ်ဓာတ်တွေဟာလုံးဝကိုပင်ပန်းနွမ်းနယ်ပြီးဘာမှမလုပ်နိုင်တော့တဲ့အထိဖြစ်သွားလိမ့်မယ်အတန်းထဲမှာတိတ်ဆိတ်သွားပါတယ်ကျောင်းသားတွေဟာသူတို့ကိုယ်တိုင်မလိုအပ်ဘဲတည်ပိုးထားတဲ့အတိတ်ကနာကျင်မှုတွေအနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေကိုပြန်လည်မြင်အောင်လာကြပါတယ်ဒါဆိုရင်ဒီနာကျင်မှုတွေကနေလွတ်မြောက်ဖို့ဘာလုပ်ရမလဲအဖြေကရိုးရှင်းပါတယ်ဖန်ခွက်ကိုပြန်ချထားလိုက်ပါဆရာကြီးကအားလုံးကိုကြည့်ပြီးဏီကုန်းကျုပ်စကားဆိုပါတယ်ပြဿနာတွေကိုအလွန်အကျွံတွေးနေုံနဲ့တော့ဝင်ထုတ်ဝင်ပိုးတွေရောပါသွားမှာမဟုတ်ဘူးအဲ့ဒီအစားလက်တွေ့အဖြေရှာပါတယောက်ယောက်နဲ့တိုင်ပင်ပါဒါမှမဟုတ်ခဏလောက်နားလိုက်ပါအဲ့ဒါဟာဖန်ခွက်ကိုချထားလိုက်တာနဲ့အတူတူပါပဲအဲ့ဒီနီလန်းကပဲမင်းတို့ကိုစိတ်အေးချမ်းမှုအစစ်အမှန်ကိုပေးနိုင်မှာတတိယပါဘဝမှာအချို့သောဝင်ထုတ်ဝင်ပိုးတွေဟာတကယ်တမ်းလေးလံနေတာမဟုတ်ပဲကျွန်ုပ်တို့ကိုယ်တိုင်ကမချပဲစက်ကင်ထားလို့သာလေးနေရတာဖြစ်ပါတယ်ဒီနေ့ကစပြီးတစ်လက်ထဲကဖန်ခွက်ကိုချထားလိုက်ဖို့အဆင်သင့်ဖြစ်ပြီလားဒီပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်